ထန်းသားအိယာတွေကိုမြင်ဘူးပါသလားထန်းသားအိယာဆိုတာကတော့ထန်းပင်ရဲ့ပင်စီကအဖက်တွေကိုအသုံးပြုလှုပ်ထားတဲ့တဘာဝအိယာတစ်မျိုးပဲဖြစ်ပါတယ်တဘာဝအိယာဖြစ်လို့ကဘာအနက်ကပူလောင်အိုက်ဆက်တဲ့ဒေသတွေမှာအေးတက်ပြီးတဲ့အိယာအနေနဲ့အသုံးပြုနိုင်ပါတယ်အဓိကလိုအပ်ချက်ကတော့ထန်းပင်တွေပါပဲထန်းပင်တွေမှာအမျိုးအစားများစွာရှိပါတယ်ဥပမာ Cocos nucifera နဲ့ Phoenix dactylifera တို့ဖြစ်ပါတယ်အရှင်ဆုံးထန်းဆန်ဘက်တွေကိုတန့်ရှင်းအောင်လုပ်ရပါတယ်။ဒါမှအိယာဖြစ်အောင်လုပ်တဲ့အခါလွယ်ကူနိုင်မှာပါ။အိယာဖြစ်အောင်ထန်းဆန်ဘက်တွေကိုတစ်ခုချင်းထပ်ပြီးရက်လုပ်ရပါတယ်။တစ်ခုချင်းရက်လုပ်ပြီးဖြာတစ်ချက်လိုမျိုးဖြစ်လာတဲ့အထိစိတ်ရှိရှိရက်လုပ်ရတာဖြစ်ပါတယ်။ထန်းဆန်ဘက်တွေဖြစ်လို့အိယာတဲ့အခါကြောနာနိုင်ပေမဲ့အလွန်အေးမြပြီးတာမန်အိယာတွေတဲ့အပူသက်သာစေနိုင်မှာဖြစ်ပါတယ်။ဒီနည်းကိုပူတဲ့ဒေသတွေမှာအသုံးများတာကြောင့်ကမ္ဘာပေါ်ကနိုင်ငံတိုင်းမှာတွေ့ရမှာတော့မဟုတ်ပါဘူး။ထန်းပင်ဟာအသီးအရည်တို့အပြင်သူ့ပင်စီကားပါအိမ်စားဖို့အရာဖန်တီးဖို့အသုံးပြုနိုင်ပါတယ်။ထန်းဆက်ဘက်အရာဟာနူးညံ့မနေပေမဲ့တဘာဝအတိုင်းပြုလုပ်ထားတာဖြစ်လို့ငွေကုန်ကြေးကျသက်သာပါတယ်။အကျန်းခံပါတယ်။ပြန်လျှော်ပြီးလမ်းနေဖို့မလိုတာကြောင့်အလုံးရှုပ်လဲသက်သာပါတယ်။